အားလုံးပဲမင်္ဂလာပါခင်ဗျာလုံးပိုင်းနဲ့အတွက်ဆိုင်လေးချပြပေးမယ်နော်ဒီမှာနော်ဒီ3လုံးပေါင်း6တွေတွေ့ရဒီပင်ကြမှာလုံးပိုင်းနဲ့နော်အဲ့မှာသူနဲ့တွဲမဲ့ဟာကဘာလဲဆိုတော့ဒီ9နဲ့ဒီ2နဲ့ပေါက်ခွန်ပေါက်က2ဒီခွန်နဲ့ကြီးတယ်အဲ့မှာ6လုံးပါဆို6ခွန်6နဲ့နော်6ခွန်6နဲ့ဆိုဒီမှာပါဝင်တယ်2လေး6ဆိုပြီးတော့6နဲ့အတွက်ဝင်တယ်နော်6နဲ့တော့ဝင်တာအတွက်ချပြပေးရနော်အခုခါဒီမှာဒီ3လုံးပါနေ့ရ3ရ8ရပေါင်းတော့3ဒီတွေ့ရဒီပင်ချမှာလုံးပိုင်းနော်3လုံးပိုင်းအဲ့မှာ3ကိုဘာနဲ့ကတ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီနှလုံး9နဲ့ဒီပေါ်ခါ9နဲ့လက်ကောင်အောက်ကအပိတ်9နဲ့ဟောတော့3ည9နဲ့3ည9ကီအဲ့မှာ3ည3တော့နော်အမဘာထက်လဲဒီမှာ356ဆိုပြီး3အတွက်ဝင်တယ်နော်ပြီးတော့နောက်တစ်ခုကဒီမှာဒီ4ရ6ရ9ရပေါင်းဒီ3လုံးပေါင်း9ဒီတွေ့ရဒီအောက်ကတပင်ချမှာလုံးပိုင်း9လုံးပိုင်းနော်အမှသူနဲ့တွဲမဲ့ဟာကဘာလဲသတိရဒီနှလုံးပေါင်း9နဲ့6နဲ့ပေါင်း3နဲ့3ပါဝါ8 3ရှစ်ကီအမှ3ရှစ်ကီဆို9 ရှစ်မရှိမဖတ်တာက8 9ရှစ်ဆိုတော့9ရှစ်ပြောဝင်နေနော်ရှာကြည့်ပြီနော်ရှာကြည့်ပြီနော်နောက်တစ်ဆိုင်ကဒီမှာဒီ4ရဒီ1ရဒီ2ရပေါင်းတော့ခွန်ရတယ်ခွန်နဲ့တွေ့ရဒီမှာဒီပင်ချမှာလေးပြမြောက်ပေါ့နော်လုံးပိုင်းကိုဘယ်ကြီးနဲ့ကတ်မလဲဆိုတော့ဒီမှာဒီနှလုံးပေါင်း3ည9ကြီးတဲ့ခွန်3ညအတွက်ဘာလို့လဲခွန်3ည6ဆိုပြီးတော့ခွန်3ညအတွက်ဝင်နေနော်ဟိုလာမယ်တရက်3လနော်တရက်3လ2026အတွက်ဒီမှာဒီ3လုံးပါဒီ3လုံးပါအားရမလဲနှစ်ဒီတွေ့ရဒီမှာသူပြင်ချမှာလုံးပိုင်းပေါ့နော်မလုံးပိုင်းနဲ့အဲ့မှာဒီနှစ်ကိုဘာနဲ့ကတ်မလဲဆိုတော့သူ့ရဲ့ကြီးကဒီနှလုံးပေါင်းခြင်းနှစ်နဲ့3နဲ့ပေါင်း9ရပေါင်း3ညကြီးတဲ့အဲ့တော့9အတွက်နော်နှစ်3ညအတွက်နော်ရှင်းလာမတဲ့နော်ရှားကြည့်တဲ့ဗီဒီယိုလေးကိုအားလုံးကိုစိတ်မိကြပါတခင်ဗျာ